ချစ်စရာကောင်းတဲ့ကြဲပန်းလေးလုပ်ကြမယ်နော်ကျိုး6လက်မကိုအခွေလေးခွေပါမယ်ရှင်အခွေလေးကိုချီပြောက်ကလေးပဲတုံမယ်နော်ချီပေါ်လို့မရပါဘူးနော်ကျိုးလေးကိုနောက်ဘက်ကိုခောက်သိမ်းပြီးတော့ချီလေးနဲ့2ချက်လောက်တုပ်ပါမယ်ရှင်ပြီးရင်ပုံထဲမှာပြထားတဲ့အတိုင်းပဲလက်ညှိုးလေးဝင်ပြီးကြော့ပုံစံလေးချိုးပါမယ်ကြော်လေးကိုထိတ်ကလေးခြုံသွားအောင်ကျိုးလေးကိုနည်းနည်းလေးဆွဲမယ်နော်ဆွဲပြီးသွားတဲ့အခါကျရင်အချီလေးနဲ့အခွေသားလေးနဲ့ပိုးတုပ်ပါမယ်ရှင်အဲ့ဒီပုံစံတိုင်းပက်လေးချိုးသွားပါမယ်နော်ဒီချက်ကိုဒီပန်းလေးတင်ပေးရဆရာမကြီးကတော့ဒါကိုဘရိုမာပန်းလေးလို့ခေါ်ပါတယ်ဒီချက်တော့မျက်စိထဲမှာကြဲလေးနဲ့တူလို့ကြဲပန်းလေးလို့ခေါ်တာပါနော်ဘရိုမာပန်းလေးလို့လည်းခေါ်လို့ရပါတယ်နော်အချုံပန်းလေးတွေလိုတဲ့နေရာလေးလိုက်ဖြည့်လို့ရပါတယ်ထိတ်လေးတွေပွင့်ပတ်လေးတွေ6ခု3မဟုတ်9ခုလောက်ထည့်လို့ရရနော်အခွေသားလေးနဲ့ကပ်ပြီးချီတုပ်ဖို့မမေ့ပါနဲ့ရှင်ပြီးသွားပြီဆိုရင်နောက်ဘက်ကကျိုးကိုချီတုပ်ပြီးဖြတ်လိုက်လို့ရပါပြီနော်ကဲပန်းလေးရပါပြီနော်အဆုံးထိကြည့်ပေးကြတဲ့တူတယောက်စီတိုင်းဝကျေးဇူးများတင်ပါတယ်ရှင်